တရားမျိုးစိတ်အများစုမှာအထီးတော်များများကသူတို့တက်တန်းတစ်ချောင်းလုံးတစ်ခါမှမိတ်လိုက်ခွင့်မရဘဲနဲ့တေဆုံးသွားကြတတ်ပါတယ်။အထီးတွေကမှအချိုးစားအညီဆုံးအယောင်တောက်ပြီးတော့အလားဆုံးအတန်အကောင်းဆုံးအရွယ်အကြီးဆုံးဆိုတဲ့အထီးတွေကပဲမိတ်လိုက်ခွင့်မျိုးဆက်ချန်ခဲ့ခွင့်ပိုရကြပါတယ်။ထောင်းငတ်တွေမှာဆိုအချိုးစားညီပြီးတော့ပိုးရှည်ပိုးရောင်တောက်တဲ့အမီးပိုင်ရှင်အထီးတွေကမျိုးဆက်ပွားခွင့်ပိုရပါတယ်။သမင်းတွေမှာဆိုလဲဂျိုးပိုကြီးပိုကားပြီးတော့တစ်ဖက်နဲ့တစ်ဖက်အချိုးစားညီတဲ့အထီးတွေကမျိုးဆက်ပွားခွင့်ပိုရတယ်။နနဝင်းငံမျိုးစိတ်တွေမှာဆိုအလားဆုံးကားပြဖြောပြနိုင်တဲ့အထီးတွေကမျိုးဆက်ပွားခွင့်ပိုရတယ်။ဒါပေမဲ့စဉ်းစားကြည့်လိုက်ရင်အမိပိုရှည်ပိုကြီးတဲ့တောင်ဟာအလေးချိန်ပိုများနေပြီးတော့အနေရကျုံးလာပြီဆိုပြေးဖို့ပိုခက်တယ်။အယောင်ပိုတောက်တော့တားကောင်တွေကအလွယ်တကူမြင်နိုင်ပြီးတော့အနေရလည်းပိုများတယ်။ပြီးတော့အမိရှည်ပြီးအယောင်တောက်ဖို့ကစွမ်းအင်လိုတော့တခြားအထီးတွေထက်အစာပိုစားဖို့လည်းလိုတယ်။တမင်တွေမှာဆိုလဲဂျိုအကြီးဖြစ်ဖို့စွမ်းအင်ပိုလိုတယ်။ဂျိုပိုကြီးတော့ခေါင်းပိုလေးတယ်။တခုခုအနေရကျုံးလာရင်အမြင်မပြေးနိုင်ဘူး။ဒီလိုမျိုးစိုးကျိုးတွေအများကြီးရှိနေတာကိုဘာဖြစ်လို့ပိုးလာတဲ့အထီးတွေကသူတို့ရဲ့မျိုးဗီဇကိုလက်ဆင့်ကမ်းဖို့အခွင့်အရေးပိုရနေတာလဲအမတွေကအလှပကိုခံစားနိုင်တာလားအမတွေရဲ့အုံနောက်ကလှတဲ့အထီးတွေကိုပဲမျိုးဆက်ပွားခွင့်ပေးမယ်လို့ရွေးချယ်ဆုံးဖြတ်နိုင်တာလားအဖြေကတော့အမတွေကအလှပကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်ချတာမဟုတ်ပါဘူးဒီအလှပနောက်ွယ်မှာပြောပြနေတဲ့အချက်လက်တွေရှိပါတယ်ဘလို့အချက်လက်တွေလဲဆိုတော့ဒေါင်းငတ်တွေမှာဆိုအချိုးစားညီပြီးတော့ပိုးရှည်ပိုးရောင်တောက်တဲ့အမိတွေရှိနေတာကမျိုးရိုးကောင်းလို့ကျန်းမာလို့ကြားဟော်မုန်းလုံးလောက်ရှိလို့စွမ်းအင်လုံလောက်အောင်အစာချစားနိုင်လို့မြန်မပြေးနိုင်သားကောင်တွေပိုတတိထားမိနိုင်တာတောင်မှဆက်လက်အသက်ရှင်နိုင်လို့အုံအောင်လှုပ်ဆောင်မှုကောင်းလို့စားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်အမတွေကအလားပါနောက်ွယ်ကကျန်းမာတာတွေမျိုးကောင်းတာတွေကိုစဉ်းစားထောက်လှမ်းနိုင်လောက်အောင်အထီးညံကောင်းတာလားဆိုရင်လည်းမကောင်းပါဘူးတရိတ်ဆန်တွေကကိုပိုင်အသိစိတ်နဲ့ဒီအထီးရဲ့မျိုးကကောင်းလားမကောင်းဘူးလားမစဉ်းစားနိုင်ပါဘူးဒီလိုမျိုးရိုးကောင်းတဲ့ကျန်းမာပြီးလှတဲ့အထီးတွေကိုပဲမေးလိုက်ခွင့်ပို့ပေးတာကစင်ကဲဖြစ်စဉ်ကြောင့်ပြောင်းလဲလာတာဖြစ်ပါတယ်စင်ကဲဖြစ်စဉ်ရဲ့ဒီအပိုင်းကို sexual selection မျိုးဆက်ပွားဖို့ရွေးချယ်မှုလို့ခေါ်ပါတယ် sexual selection အပိုင်းကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအပိုင်းကိုတည်သွားပြီဆိုရင်စင်ကဲဖြစ်စဉ်အကြောင်းပို့ပြီးတော့နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ sexual selection အကြောင်းကိုလေ့လာကြည့်ကြရအောင်sexual selection ဆိုတာကတော့တရားတွေမှာအထီးဖြစ်ဖြစ်အမဖြစ်ဖြစ်မိတ်လိုက်ဖို့မျိုးဆက်ပွားဖို့ရွေးချယ်တဲ့အခါမှာသူတို့ရဲ့မတူညီတဲ့အကြိုက်တွေပေါ်မူတည်ပြီးတော့နှစ်တွေကြာလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ပြောင်းလဲမှုတွေဖြစ်လာတာကိုပြောတာပါဒီဖြစ်စဉ်ကဘယ်လိုလဲဆိုတော့တရားတွေမိတ်လိုက်မျိုးပွားဖို့ရွေးချယ်တဲ့အခါမှာတောင်နဲ့တကောင်အကြိုက်ကမတူကြပါဘူးအဲ့ဒီမှာကျမ်းမာကြောင့်ဖော်ပြနေတဲ့လက္ခဏာတွေရှိတဲ့မိတ်ဖက်ကိုရွေးချယ်ကြိုက်မိတဲ့တရားတွေရဲ့နောက်မျိုးဆက်တွေကရှင်သန်နိုင်တဲ့အခွင့်အရေးပိုများတယ်ဒီလိုနဲ့မျိုးဆက်တွေအများကြီးထပ်ကြတဲ့အခါမှာအဲ့ဒီကျမ်းမာတဲ့လက္ခဏာတွေနဲ့မိတ်ဖက်ကိုရွေးပြီးကြိုက်မိတဲ့အလေးချင်းဟာမျိုးဗီဇထဲမှာလက်စစ်ကမ်းပါလာပြီးတော့နှစ်တည်ကြတဲ့အခါမှာတော်တော်များများကကျမ်းမာတဲ့လက္ခဏာတွေနဲ့မိတ်ဖက်ကိုပဲရွေးချယ်ကြိုက်တော့တဲ့အထိစင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်သွားအောင်တမင်တွေနဲ့ဥပမာပေးပြီးတော့ပြောရရင်တမင်အုပ်တုပ်ထဲကတမင်အမတွေမှာဆိုဂျိုကြီးတာကြိုက်တဲ့တမင်အမတွေရှိမယ်ဂျိုသေးတာဂျိုတချမ်းပဲ့နေတာကြိုက်တဲ့တမင်အမတွေရှိမယ်အဲ့လိုအကြိုက်တွေကမျိုးမျိုးကွဲပြားနေတာပေါ့ဒါပေမဲ့ဂျိုကြီးတဲ့တမင်အထီးတွေကကျမ်းမာကိုခံအားကောင်းပြီးတော့အသက်ရှင်နိုင်တဲ့စွမ်းရည်ပိုမြင့်တော့သူတို့နဲ့မိတ်လိုက်တဲ့အမတွေကမျိုးအောင်ဖို့အခွင့်အရေးပိုများတယ်။မွေးလာတဲ့ကလေးကလည်းအသက်ဆက်ရှင်နိုင်ဖို့အခွင့်အရေးပိုများပါတယ်။ဒီတော့အမတွေမှာဂျိုကြီးတာကိုကြိုက်တဲ့အလေးချင်းဟာမျိုးဗီဇကနေတစ်ဆင့်အစင်းစင်လက်ဆင့်ကမ်းပြီးတော့ပွားများလာတယ်။ဂျိုသေးတာဂျိုတချမ်းပဲ့နေတာတွေကိုကြိုက်တဲ့မျိုးဗီဇကတော့ရှင်သန်နိုင်တဲ့အခွင့်အရေးနည်းပြီးတော့တဖြည်းဖြည်းနဲ့ယောနေပြောက်ွယ်လာပါတယ်။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာတမင်အုပ်ထက်ကတမင်အမအများစုကဂျိုကြီးတာကိုကြိုက်တဲ့မျိုးဗီဇနဲ့တမင်အမတွေအဖြစ်ပြောင်းလဲလာပါတယ်ဒီလိုမိတ်ဖက်ရွေးချယ်တဲ့အခါမှာကျမ်းမာဖို့မျိုးကောင်းဖို့ကဘာလို့အရေးကြီးရလဲဆိုရင်တဘာဝလောကကြီးမှာရှင်သန်နိုင်ဖို့ကမလွယ်ကူပါဘူးရာသီဥတုအပြောင်းလဲတွေယောဂပိုးတွေတားကောင်အန္တရာယ်တွေအစာရည်သာရှားပါမှုတွေကနေတက်ရှိတွေကအသက်ဆက်ရှင်နိုင်ဖို့အမြဲတမ်းရုန်းကန်နေရပါတယ်ငါးတွေမှာကလေးမွေးရင်အကောင်100မှာတစ်ကောင်လုံးပဲအရွယ်ရောက်တဲ့အထိအသက်ရှင်ပါတယ်ငှက်တွေမှာဆိုကလေး3ကောင်မွေးရင်တစ်ကောင်လုံးပဲအသက်ရှင်တယ်လူတိုက်တော်တွေမှာလည်းကလေးမွေးရင်အသက်ရှင်နိုင်တဲ့ခွင့်ရ40%ကနေ90%အထိပဲရှိပါတယ်ကျွန်တော်တို့လူတွေမှာဆိုလဲဆေးပညာတွေမထွန်းကားခင်ခေတ်တွေတော့ဟာကလေး2ယောက်မွေးရင်1ယောက်ပဲအရွယ်ရောက်တဲ့အထိရှင်းသန်နိုင်ပါတယ်ခက်ခဲကြမ်းတမ်းပြီးတော့အန္တရာယ်များတဲ့သဘာဝလောကမှာမွေးလာတဲ့ကလေးကကျန်းမာရေးကောင်းကိုယ်ခံစွမ်းအားကောင်းပြီးတော့အုံနောက်လှုပ်ဆောင်မှုလည်းကောင်းမှရွယ်ရောက်တဲ့အထိဆက်လက်အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိပါတယ်ဒီတော့တရားတွေကလှတာကိုပဲရွေးကြိုက်ကြတာမဟုတ်ဘဲနဲ့ကျန်းမာတဲ့လက္ခဏာတွေနဲ့မိတ်ဖက်ကိုရွေးကြိုက်မိတဲ့လူတွေရဲ့မျိုးဆက်ကအသက်ဆက်ရှင်နိုင်မှုအခွင့်အရေးပိုများပြီးတော့သူတို့ရဲ့အကြိုက်ကမျိုးဗီဇကနေတစ်ဆင့်တစ်ဖြည်းဖြည်းနဲ့ပြန်ပွားလာတာဖြစ်ပါတယ်ကျွန်တော်တို့လူတွေမှာဆိုရင်လည်းစင်ကဲဖြစ်စဉ်ကြောင့်မျိုးဗီဇထဲမှာဆွဲကြံနေတဲ့အကြိုက်တွေရှိပါတယ်မိန်းကလေးတွေဆိုအရက်မြင့်ပြီးတော့ကြွက်သားတွေနဲ့ယောက်ျားလေးတွေကိုကြိုက်တယ်ယောက်ျားလေးတွေဆိုတင်ပါကြီးတဲ့မိန်းကလေးတွေကိုကြိုက်တယ်ဒီလိုကြိုက်တဲ့အလေးထားတွေကစင်ကဲဖြစ်စဉ်ကြောင့်ပြောင်းလဲလာတာဖြစ်ပါတယ်လူသားတွေစပြီးပေါ်ပေါက်လာတဲ့အချိန်အမဲလိုက်ဖို့ကိရိယာတွေမတုံးတက်သေးခင်ခေတ်တွေတော့အစာရဖို့ကခက်ခဲပါတယ်
အဲ့ဒီတော့လူတွေကတခြားတိရစ္ဆာန်တွေစားပြီးကြံခဲ့တဲ့အယိုးဘွားအသားတို့ရိုးရင်းချင်းစီတို့ကိုပဲထုတ်စားပြီးတော့အသက်ရှင်ခဲ့ရပါတယ်အဲ့ဒီလိုအစာရှားပါတဲ့ခင်မှာပုံမှန်ထက်အရက်ရှည်ပြီးတော့လူကောင်ထွားဖို့ဆိုတာမလွယ်ပါဘူးကျန်းမာရေးကောင်းအစာပေါများတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းပြီးတော့ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကောင်းကောင်းလှုပ်လှုပ်မှအရက်ရှည်ပြီးလူကောင်ထွားထွားဖြစ်နိုင်ပါတယ်အဲ့ဒီခေတ်တုန်းကအရက်ရှည်ပြီးလူကောင်ထွားတာကပိုကျန်းမာပြီးတော့အသက်ဆက်ရှင်နိုင်ဖို့အရေးကြီးတော့အရက်ရှည်ပြီးလူကောင်ထွားတာကိုကြိုက်တဲ့အလေးအထားနဲ့မျိုးဗီဇကပိုပြီးတော့ပြန်ပွားလာတယ်အဲ့ဒီမျိုးဗီဇကအခုခေတ်ထိပါလာပြီးတော့မိန်းကလေးအများစုကယောက်ျားလေးတွေရက်ရှည်ရှည်လူကောင်ထွားထွားဆိုအတိုင်းအတာတစ်ခုထိတော့သဘောကျကြပါတယ်ယောက်ျားလေးတွေတင်ပါကြီးတဲ့မိန်းကလေးတွေကိုကြိုက်တာမှလည်းတင်ပါကြီးပြီးတော့ကားတဲ့မိန်းကလေးတွေကတင်ပစုံရိုးလဲပိုးကျဲပါတယ်တင်ပစုံရိုးပိုးကျဲတော့ကလေးမွေးတဲ့အခါမှာပို့ပြီးတော့လွယ်လွယ်ကူကူမွေးနိုင်တယ်လူတွေမှာကလေးမွေးတာကတခြားနှုတ်တိုက်တော်ဝါးတွေထပ်ပို့ပြီးတော့ခက်ခဲပါတယ်လူတွေကအုံနောက်ပို့ကြည့်တော့ကလေးကခေါင်းပို့ကြည့်တယ်ပြီးတော့လူတွေကခြေထောက်နှချောင်းနဲ့မတည့်ရက်လမ်းလျှောက်ဖို့အတွက်တင်ပစုံရိုးကပို့ကျင်းနေပါတယ်ဒီတော့ကလေးရွယ်စားနဲ့တင်မစုံရိုးအကျယ်ကွက်တီလိုဖြစ်နေပြီးတော့ကလေးမွေးတဲ့အခါမှာအချိန်ပိုးကြတယ်လူပိုပင်ပန်းတယ်ပြီးကြတော့အသက်ဆုံးရှုံးနိုင်မဲ့အန္တရာယ်လည်းပိုများပါတယ်အဲ့ဒီမှာတင်ပါပိုကားပြီးတော့ပိုးကျဲတဲ့တင်မစုံရိုးနဲ့မိန်းကလေးတွေကကလေးမွေးရင်ပိုပြီးတော့လွယ်လွယ်ကူကူမွေးနိုင်ပြီးတော့အသက်ရှင်နိုင်မှုအခွင့်အရေးလည်းပိုများတယ်ဒီလိုနဲ့ယောက်ျားလေးတွေမှာတင်ပါကြီးတာကိုကြိုက်တဲ့အလေးချင်းတဲ့မျိုးဗီဇကပိုပြီးတော့ပြန်ပွားလာတယ်ဒီနေရာမှာကြိုက်တယ်ဆိုတာကချစ်တယ်ကြိုက်တယ်ဆိုတာမျိုးမဟုတ်ပါဘူးကိုမျိုးရိုးဗီဇထဲမှာပါနေတဲ့ကြိုက်တာတခုခုကိုတွေ့လိုက်တဲ့အခါမှာဟိုနောက်က reward chemicals လို့ခေါ်တဲ့စိတ်ပျော်စေတဲ့ဟော်မုန်းတွေစိတ်ဝင်စားတဲ့ဟော်မုန်းတွေနှွေးထွေးရင်းနှီးသလိုခံစားရတဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ဟိုနောက်ကရွေးလိုက်တော့ဆိုပြီးတော့မိစိတ်တွေပြနေရပေါ့။ဒါကြောင့်မို့ကျွန်တော်တို့မျိုးရိုးဗီဇအရာကြိုက်တာတခုခုတွေ့ရင်အချိန်ပိုးကြအောင်ကြည့်မိပြီးတော့မှတ်ဉာဏ်ထဲမှာလည်းပိုမှတ်မိကြပါတယ်။ကဲဒီလောက်ဆိုရင်ယောက်ျားလေးတွေဆိုရင်ဖင်ကြီးကြီးနဲ့မော်ဒယ်ပုံကို left rear ပေးမိတာဖြစ်ဖြစ်မိန်းကလေးတွေဆိုရင်ရက်ရှိရှိဗလာတောင်းတောင်းနဲ့မော်ဒယ်ပုံကို left rear ပေးမိတာဖြစ်ဖြစ်ကြီးစားတွေ့သွားပြီးတော့လာရရင် left rear ကပေးချင်လို့ပေးတာမဟုတ်ပါဘူးစင်ကဲဖြစ်စဉ်ကြောင့်ပေးမိသွားတာပါလို့ပြောလို့ရပါပြီ